ရှိတော့ကျွန်တော်အကိုလက်ထက်တည်းဆိုတော့မရှိဘူးဆိုရင်နှစ်ပေါင်း40လောက်တော့ရှိပြီဒါပေမဲ့ကိုပိုင်အနေနဲ့ထုတ်ထားတဲ့ brand တော့မရှိဘူးပေါ့ဗျာကျွန်တော်အလဲကြမှာကိုပိုင် brand ဖြစ်လာတာပေါ့ကျွန်တော်တို့ကောင်ချင်းတို့ရဲ့ထူးခြားချက်ကတော့ဒီအဓိကကတော့ကောင်ချင်းအတွင်းထဲမှာမကျက်တဲ့ပြဿနာကိုကျွန်တော်တို့မရှိအောင်ဖြေရှင်းပေးထားရခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ထူးခြားချက်ပါပြီးတော့နောက်တစ်ခုကကျတော့အစာ6မျိုးပါတာကျွန်တော်တို့ရဲ့ထူးခြားချက်ပေါ့အတွင်းထဲမှာသူကဝက်သားပါတယ်ဝက်ဥချောင်းပါတယ်ပစွန်ချောင်းဘဲဥငယ်မှုန့်ရှိရိုး6မျိုးပါတယ်စက်သားမှာကျတော့ဝက်ဥချောင်းလိုမျိုးကြက်ဥချောင်းမပါတော့ဘူးဆိုတော့စက်သားမှာကျတော့စက်သားရဲ့ဘဲဥငယ်ရဲ့မှုန့်ရဲ့တီယိုစီရဲ့ပစွန်ချောင်းရဲ့5မျိုးပါပါတယ်ရောင်းမယ်ဆိုရင်ရောင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘယ်သူမှကျွန်တော်မဟုတ်တာလုပ်ပြီးစားနေမှာမဟုတ်ဘူးကျွန်တော်ဘယ်သူမှနိုင်ကျင့်နေမှာမဟုတ်ကျွန်တော်ကောင်းပဲလုပ်စားရဲကိုဒါလုပ်လို့ကိုအပြစ်ပြောရလွယ်ရှိရင်ရှိမယ်ဒါကသူတို့ကိစ္စပေါ့ကျွန်တော်နဲ့တော့မကြိုင်ဘူးလေကျွန်တော်ကိုလုပ်ရချက်ကိုလုပ်ရမှာဒါပဲအဲကျွန်တော်တွေ့ပါပြန်ပြီးလုပ်တဲ့အချိန်မှာကျွန်တော်ဒီနောက်ဘေးကပြုတ်အိုးရဲ့မီးသွေးမီးဖို့တဲ့ကျွန်တော်ကိုယ်တိုင်ဝင်ပြီးတော့မီးသွေးထိုးခဲ့တာအဲ့ချိန်တုန်းကအဲ့မီးသွေးမှုံတွေရှူခဲ့ရတဲ့ပြဿနာတွေဆိုရင်ကျွန်တော်အဲ့မှာကျွန်တော်မိဘကျွန်တော်အရင်တနာပါအော်ငါ့ကိုငယ်တုန်းကဒီလိုတွေပေးဆက်ပြီးတော့ဒီလိုလုပ်ပေးခဲ့ရပါလားဆိုရယ်စိတ်လေးတော့ရှိခဲ့အဲ့ချိန်မှာအရင်တော့ဝမ်းနေဝါရဲဒါမဲ့โอเคဒါကြီးလုံးစရာမလိုတော့ငါလုံးမယ်ဆိုရယ်စိတ်မျိုးနဲ့ပဲပြန်ပြီးတော့ရှေ့ဆက်ပေါ့ကျွန်တော်တို့ကအဖိုးလက်ထက်ကလေးကတော့ဒီသူများကိုပြန်ပြီးတော့ဖြန့်ပေးဟာလေးရှိခဲ့ရဗျကျွန်တော်တို့ကိုယ်တိုင်တော့ကိုယ်ပိုင်ဆိုင်လေးမရှိဘူးဒါပေမဲ့ကျွန်တော်အလဲရောက်လာတဲ့အချိန်ကျတော့ကျွန်တော်အိမ်ပြောပြရဲဒါမျိုးကိုယ်ပိုင်ဆိုင်လေးလုပ်ရအောင်ဆိုပြီးတော့စပြီးလုပ်ဖြစ်တာပါကျွန်တော်တို့ကအဲ့အဖိုးလက်ထက်မှာဖြန့်ပေးပြီးကြတဲ့ခဏနားသွားပြီးတော့အဲ့လိုပဲကိုစီတခြားလုပ်လေးလုပ်တယ်ကျွန်တော်ဆိုလဲကိုယ့်ကိုအပြင်လုပ်တယ်လုပ်နေတာလုပ်ပြီးသွားတော့မှနောက်ဆုံးဒီ entertainment မလုပ်ရတဲ့အချိန်ကျတော့မှအိမ်လုပ်ဝင်လုပ်တော့ဒီလိုဖြစ်လာရှိတော့ကျွန်တော်အဖိုးလက်ထက်တည်းဆိုတော့မရှိဘူးဆိုရင်နှစ်ပေါင်း40လောက်တော့ရှိပြီဒါပေမဲ့ကိုပိုင်အနေနဲ့ထုတ်ထားတဲ့ brand တော့မရှိဘူးပေါ့ဗျာကျွန်တော်အလဲကြမှာကိုပိုင် brand ဖြစ်လာတာပေါ့အတိအန်ကယ်တယောက်ကဒီကောင်းချင်းတုပ်ကိုကောင်းချင်းတုပ်ဆိုတာတရုတ်အစားတောက်ပစ္စည်းပဲပေါ့အဲ့တော့မင်းနာမည်ကကြံ့ကြောင်ဒီကောင်းချင်းတုပ်ကလည်းတရုတ်စားတောက်ပစ္စည်းတော့နှစ်ခုပေါင်းပြီးတော့ကြံ့ကြောင်ကောင်းချင်းတုပ်ကိုခါရဲထုတ်လိုက်ဆိုပြီးတော့သူက brand ဖြစ်လာအောင် support လုပ်ပေးခဲ့ကောင်းချင်းတို့ရဲ့ထူးခြားချက်ကတော့ဒီအဓိကကတော့ကောင်းချင်းအတွင်းထဲမှာမကျက်တဲ့ပြဿနာကိုကျွန်တော်တို့မရှိအောင်ဖြေရှင်းပေးထားရခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ထူးခြားချက်ပါပြီးတော့နောက်တစ်ခုကကျတော့အစာ6မျိုးပါတာကျွန်တော်တို့ရဲ့ထူးခြားချက်ပေါ့အတွင်းထဲမှာသူကဝက်သားပါတယ်ဝက်ဥချောင်းပါတယ်ပစွန်ချောင်းဘဲဥငယ်မှုန့်ရှိရိုး6မျိုးပါတယ်စက်သားမှာကျတော့ဝက်ဥချောင်းလိုမျိုးကြက်ဥချောင်းမပါတော့ဘူးဆိုတော့စက်သားမှာကျတော့စက်သားရဲ့ဘဲဥငယ်ရဲ့မှုန့်ရဲ့တီယိုစီရဲ့ပစွန်ချောင်းရဲ့5မျိုးပါပါတယ်လောက်တာလောက်ပါကျွန်တော်တင်းလုံးလေးပါပဲတင်းလုံးလေးပါတချို့ order ကြားတဲ့ရက်တွေဆိုရင်ကျွန်တော်တို့ပြုတ်တဲ့24နိုင် RAM ကျွန်တော်တို့ဒီကောင်းချင်းတို့ထုတ်ရဖို့အတွက်ဆိုရင် preparation ချိန်မှာပဲကောင်းချင်းတို့အတွက်ကိုလုပ်ဖို့ဥမာဝတ်သားတွေကောင်းချင်းတွေကိုချက်ဖို့အတွက်ကိုအချိန်တစ်ခုပေးရဆိုတော့ကျွန်တော်အဲ့ချိန်မှာပဲ3နိုင်လောက်အချိန်ပေးရတယ်ဗျအဲ့3နိုင်လောက်ပြီးသွားရင်ထုတ်တဲ့ဟာကြီးပဲကိုတနိုင်ခွဲလောက်ထပ်ပြီးအချိန်ပေးရတယ်အဲ့ဒါပြီးသွားရင်ပြုတ်တဲ့အချိန်ကိုလည်းနောက်ထပ်9နိုင်လောက်ထပ်ပေးရတယ်ရောင်းတော့ဒီ online က50နဲ့80ကြားတော့အများကြီးသွားဒီဆိုင်ကတော့တညကို80နဲ့100ကြားတော့ရောင်းရတယ်ကျွန်တော်တို့အခုလက်ဖေးဆိုင်တွေဖြန့်ပေးတယ်ပြီးတော့နေဘက်ကနေပြီးတော့ကျွန်တော်တို့ကောင်းကျင်တို့ပြန်ပြီးတော့တစ်ဆင့်ယူရောင်းကျင်တဲ့လူတွေတော့ကျွန်တော်တို့ဂိတ်ချပြီးတော့ပြန်ပြီးလက်ကားပေးပေးရရှိတယ်ကျွန်တော်ရဲ့ performance တူတူကြတော့မပါဘူးလို့ဆိုတော့ကျွန်တော်အဖေမေကသူတို့ရဲ့ခက်ကစားခဲ့စားတောက်ကုန်ရဲ့အရသာဘယ်လိုမျိုး quality ရှိရဲဘယ်လိုမျိုးဘယ်လိုမျိုးအရသာမျိုးခံစားရတယ်ဆိုတဲ့ဟာကိုသူတို့ကသိပြီးတော့ကျွန်တော်ကကြတော့ဒီဆိုင်လေးဖြစ်လာအောင်ဝယ်သူတွေကိုရောင်းရအောင်ကျွန်တော်ဘက်ကဘာတွေလုပ်ရမလဲအဲ့လိုမျိုးပိုင်းလေးပဲသိရတယ်ဒီအရသာပိုင်းကိုကျွန်တော်အဖေအမေရပဲဥဆောင်ပေးရဒီလိုရွယ်အထိပြိုးထောင်ပေးခဲ့တာကျွန်တော်မိဘတွေကဒါတွေလုပ်ပြီးပဲပြိုးထောင်ပေးခဲ့တာသူတို့ကဒီလိုမီးပူခံပြီးတော့အလုပ်တွေလုပ်ခဲ့တယ်ဒီလိုနဲ့ပဲကျွန်တော်ကျူရှင်တက်ကျောင်းတက်ဆိုတဲ့စရိတ်တွေကဒါတွေနဲ့ပဲရှာပါခဲ့အောင်အဲ့လိုပဲရှိရတယ်အနားလေကျွန်တော်မမရဒီကျွန်တော်ကိုယ်တိုင်ပြန်ပြီးလုပ်တဲ့အချိန်မှာကျွန်တော်ဒီနောက်ဘေးကပြုတ်အိုးရဲ့မီးသွေးမီးဖို့တဲ့ကိုကျွန်တော်ကိုယ်တိုင်ဝင်ပြီးတော့မီးသွေးထိုးခဲ့တာအဲ့ချိန်တုန်းကအဲ့မီးသွေးမှုံတွေရှူခဲ့ရတဲ့ပြဿနာတွေဆိုရင်ကျွန်တော်အဲ့မှာကျွန်တော်မိဘကျွန်တော်အရင်တနာပါအော်ငါ့ကိုငယ်တုန်းကဒီလိုတွေပေးဆက်ပြီးတော့ဒီလိုလုပ်ပေးခဲ့ရပါလားဆိုရယ်စိတ်လေးတော့ရှိခဲ့အဲ့ချိန်မှာအရင်တော့ဝမ်းနေဝါရဲဒါမဲ့โอเคဒါကြီးလုံးစရာမလိုတော့ငါလုံးမယ်ဆိုရယ်စ
စိတ်မျိုးနဲ့ပေါ့ပြန်ပြီးတော့ရှေ့ဆက်အခုဆိုင်ဦးစီးရဆိုတာကျွန်တော်ဟာလေးကတော့ဘာမှတော့မဟုတ်သေးပါဘူးတေးသေးမမလေးပါတခြားဟာတွေထပ်ဆိုင်မသေးမမလေးပါဟိုတွေ့တူးလည်းခက်ခက်ခဲခဲကြီးတော့မရှိဘူးကျွန်တော်အရင်တုန်းကဝန်ထမ်းမရှိခဲ့ဘူးဆိုရင်အခုဝန်ထမ်းရှိလာတယ်ဝန်ထမ်းထိန်းရတယ်ဆိုင်ရှိလာရင်ဆိုင်ရဲ့ပစ္စည်းတွေဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ဟာတွေတက်လာတယ်ကိုယ်ဆိုင်ဆိုရင်ဟိုဘယ်လိုမျိုးအနေထားလေးထားရင်ပို့ပြီးတော့လူတွေမြန်မာစားချက်စရာလေးကောင်းမလဲလူတွေကဒါလေးကိုမြင်လိုက်တာနဲ့ဘယ်လိုမျိုးဟာဟိုမှာဒီ brand လေးဝယ်စားခြင်းနဲ့အဲ့လိုမျိုးဒီနာမည်မြင်လိုက်တာနဲ့စားခြင်းနဲ့ဆိုတော့ feeling မျိုးရအောင်တော့ကိုယ့်ဟာကိုဖိုင်းရရရှိရပါဒါကျွန်တော်ဒီဘန်ကောက်သွားလိုက်သေးအောင်ဘန်ကောက်မှာလည်းကျွန်တော်လေးလာခဲ့တယ်အဲ့ဒီသူများ street food ဆိုင်တွေမှာသူတို့မီးလင်းလေးထောင်းထားတယ်အဲ့လိုဘနိုင်းမိုက်လေးတွေသူတို့ boat design မိုက်လေးအဲ့လိုမျိုးတွေလောက်ထားရရှေ့ပဲပြီးတော့အဲ့လို display ဆိုရင်လည်းအဲ့လိုကြည့်လိုက်တာနဲ့ဗျအသေးဖြော်ရအောင်မြင်မဲ့အဲ့လိုမိုက်နေတာပဲကြည့်လိုက်ဟောစားကြင်စရာအဲ့လိုမျိုး feeling မျိုးရတဲ့အတွေ့အကြုံလေးတွေကျွန်တော်သိခဲ့တော့ကျွန်တော်ပြန်ရောက်လာတော့ကျွန်တော်ဆိုင်လေးကိုအဲ့လိုမျိုးလုပ်ဖို့အတွက်စဉ်းစားဖြစ်တယ်ဒါပါပဲကျွန်တော်အတွေ့အကြုံရိုးရှင်းတယ်လူတာမန်လူပဲဟိုလူတိုင်းတာမန်လူပဲဗျာဟိုအလုပ်တွေပဲကွဲနေတာဥပမာတန်ရှင်းလုပ်တဲ့လူလည်းလူပဲဒါပေမဲ့သူ့ရဲ့အလုပ်ကတာဝန်ကတန်ရှင်းလုပ်ရဒါပဲဟိုဆိုတော့ကျွန်တော်တို့ story ရိုက်ခဲ့တဲ့အချိန်တွေတော့ဆိုလဲဥပမာအခုဆရာဝန်လုပ်ရတယ်ခဏနေတကောင်းစားလုပ်ချင်လို့ရမှာဒါပဲကွာ live ကအဲ့လိုပဲသွားနေတာဆိုတော့ကျွန်တော်ရဲ့အတွေးကတော့ဒီလိုပဲအခုဈေးရောက်မယ်ဆိုရင်ရောင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘယ်သူမှကျွန်တော်မဟုတ်တာလုပ်ပြီးစားနေမှာမဟုတ်ဘူးကျွန်တော်ဘယ်သူမှနိုင်ကျင့်နေမှာမဟုတ်ကျွန်တော်ကောင်းကောင်းပဲလုပ်စားရဲဟိုကိုဒါလုပ်လို့ကိုအပြစ်ပြောရလွယ်ရှိမယ်ဒါသူတို့ကိစ္စပေါ့ကျွန်တော်နဲ့တော့မဆိုင်ဘူးလေကျွန်တော်ကိုလုပ်ရချက်ကိုလုပ်ရမှာဒါပဲအဲ့ကျွန်တော်ရဲ့တွေးပါအဲ့လိုဒါဖြစ်ချင်တာပေါ့နော်ဖြစ်ချင်တာပေါ့ဖြစ်နိုင်အောင်လဲသစင်ချင်းစီကိုယ့်အကိုတော့ကြိုးစားအောင်ဒါတိလာဟိုဘယ်လိုပဲပြောလုပ်ငန်းကြီးသွားလာဖို့ဆိုတာကိုတယောက်တည်းအားနဲ့မဖြစ်နိုင်ဘူးလေကိုမှဟိုယုံကြည်စိတ်ချရတယ်နောက်လိုက်နောက်ပါရှိဖို့လိုတယ်ကိုအားထားလုပ်လို့ရမယ် assistant တွေရှိဖို့လိုတယ်ပေါ့ဆိုတော့အဲ့ဟာရရှိလာရင်တော့ကျွန်တော်ဘယ်လောက်ထိဖြစ်ချင်လဲဆိုရင်ကျွန်တော်ဒီရန်ကုန်ကနေပြီးမန္တလေးကိုသွားမယ်မန္တလေးမှာကျွန်တော်ထပ်ပြီးတော့ supply ဖြတ်မယ်မန္တလေးနဲ့ပတ်ချလိုက်ပေါ့အဲ့လိုရောလုပ်ချင်တယ်ဒါပေမဲ့အခုလောဆယ်တယောက်တည်းတော့မှအိမ်မှာနိုင်နေသေးဘူးပေါ့ဖြစ်ချင်တာကတော့ FDA ရတဲ့အထိလဲစူးစမ်းပြီးတော့ export ပါထုတ်ချင်ကျန်ကြောင်းကောင်ညလုံးဆိုင်ကိုလာရောက်အားပေးခြင်းနဲ့ဆိုရင်တော့18လမ်းနဲ့18လမ်းကြားမဟာဗန္ဓုလလမ်းမပေါ်မှာရှိပါတယ်ခင်ဗျာပိတ်ရက်ကတော့မရှိပါဘူးကျွန်တော်တို့ညနေ4နာရီနောက်ပိုင်းဆိုလို့ရှိရင်4နာရီခွဲလောက်ဆိုရင်လာပြီးဝယ်လို့ရပါတယ်ကျွန်တော်ည9နာရီထိဖွင့်ပါတယ်အိမ်အောက်မှာပဲဆိုင်ဖွင့်တာဆိုတော့တကယ်လို့ဆိုင်မဖွင့်ခင်အချိန်မှာလဲလာရောက်ဝယ်ယူအားပေးမယ်ဆိုရင်ကျွန်တော်အိမ်မောင်းနေဆင်းပြီးတော့ပို့ပေးပါတယ်